ဒီ YouTube channel လေးမှာဆိုရင်ဖြစ်ဘာသာရေးနဲ့ပတ်သက်သောသမိုင်းကြောင်းဆိုင်ရာစာအုပ်စာတမ်းများအထူးသဖြင့်ဗုဒ္ဓဘာသာနဲ့မြန်မာနိုင်ငံဗုဒ္ဓဘာသာနဲ့ပတ်သက်သောသမိုင်းကြောင်းဆိုင်ရာစာအုပ်စာတမ်းများအခြားသောဘုဒ္ဓရရှိပေါ်ရာသမိုင်းကြောင်းဆိုင်ရာစာအုပ်စာတမ်းများကိုလေ့လာဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ယနေ့မှာဆိုရင်ဖြစ်မိုးကုန်းမြို့ခါတော်မီကျောင်းတိုက်ဆရာတော်အရှင်ပညင်တာပြည့်ဝန္တပထမကျော်ပြီးရေးသားစီရင်သောမြန်မာနိုင်ငံထေရဝါဒဗုဒ္ဓဘာသာစစ်တမ်းဆိုတဲ့အစာအုပ်ကလေးကိုစတင်ပြီးတော့မိတ်ဆက်ဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။ဒီစာအုပ်လေးကိုဖတ်ကြားတဲ့နေရာမှာအပိုင်းကလေးတွေခွဲခြားပြီးတော့နေစဉ်နဲ့အမျှလေ့လာဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံထေရဝါဒဗုဒ္ဓဘာသာစစ်တမ်းစာအုပ်လေ့လာဖတ်ကြားခြင်းအပိုင်း1ဖြစ်ပါတယ်။ထေရဝါဒဗုဒ္ဓဘာသာသည်အိန္ဒိယပြည်၌ဗုဒ္ဓပွင့်ထွန်းလာသောအချိန်မှစတင်၍ပေါ်ပေါက်ခဲ့လေသည်ဗုဒ္ဓခေတ်မတိုင်မီအိန္ဒိယပြည်ဘာသာရေးအခြေအနေသည်အောက်ပါအတိုင်းဖြစ်ပေသည်ဝေဒခေတ်အာရီယန်လူမျိုးစုတို့သည်ခရစ်တော်မပေါ်မီ BC 1950ခန့်တွင်အနောက်မြောက်ဘက်ပိုင်းဒေသမှနေ၍အိန္ဒိယပြည်တွင်သို့ဝင်ရောက်နေထိုင်ခဲ့ကြလေသည်ထိုအခါသူတို့သည်ဝေဒခေါ်ဘာသာရေးကျမ်းများကိုသူတို့နှင့်အတူယူဆောင်လာခဲ့ကြပေသည်ထိုဝေဒကျမ်းများတွင်ကောင်းကင်တွင်နေသောနတ်မြေပြင်တွင်နေသောနတ်တဘာဝကိုအုပ်ဆိုးသောနတ်ခံစားမှုကိုဖန်ဆင်းပေးတတ်သောနတ်အစရှိသောနတ်ဖျားများကိုဖော်ပြထားပေသည်တကုရှင်ဖြစ်ကြသောထိုနတ်ဖျားတို့၏ဆောင်မမှုကိုရရှိရန်နှင့်ထိုနတ်ဖျားတို့၏နှိပ်ကွပ်မှုမှလွတ်မြောက်ရန်ရှေ့ပူဇော်ပွဲများပြုလုပ်လာခဲ့ကြသည်ဝေဒခေတ်၏ဘာသာရေးသည်ဝေဒကျမ်းများအဆိုအမိန့်အရရှေ့ပူဇော်ပွဲတို့ဖြင့်သာလွှမ်းမိုးနေပေသည်ထို့နောက်ဝေဒကျမ်းများကိုအခြေခံ၍ဗျမနာကျမ်းအာရညကကျမ်းဥပနိရှကျမ်းတို့ထွန်းကားလာခဲ့ကြပေသည်၎င်းနောက်နတ်အများကိုကိုယ်ွယ်နေရာမှနတ်တပါးတည်းကိုသာနတ်ဖျားကြီးအဖြစ်ကိုယ်ွယ်လာခဲ့ကြသည်ထိုနတ်ဖျားနှင့်လူသားတို့ကိုဆက်သွယ်ပေးရန်အတွက်ဗျမနခေါ်သောလူဒန်းစားတည်းရဲ့ပေါ်ထွက်လာခဲ့သည်ဤသို့လည်းအိန္ဒိယနိုင်ငံသမိုင်း၌1ဗျမန2ခတ္တိယ3ဝတ္တ4သောတာဟူ၍လူဒန်းစား4မျိုးခွဲခြားပေါ်ပေါက်လာခဲ့ပေသည်